မင်္ဂလာပါအခုကတော့ကျွန်တော်ဒီ Google Storage ကိုကျွန်တော်တိုးတဲ့အခါမှာဒီ country မတူတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ရဲ့ဒီ mail မှာဆိုရင်ဒီအောက်မှာသူက 94% သူကပြည့်နေပေါ့နော်အဲ့ဒါကကျွန်တော်တို့ကဒီ Google Storage ကျွန်တော်တို့တိုးတယ်တိုးတဲ့အခါမှာဒီအပေါ်ဆုံးကကျွန်တော်တို့ဒီ family join နဲ့ကျွန်တော်တို့ link လေးရှိပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နှိပ်ပြီးတဲ့အခါမှာကျွန်တော်ဒီ accept invitation ဆိုတာလေးရှိပါတယ်အဲ့ဒါကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ကဒီမှာ get started ဆိုတာကိုနှိပ်လိုက်မယ်ပြီးဒီမှာကျွန်တော်ဒီ join family ဆိုတာကိုဆက်ပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ join လို့မရတဲ့ကျွန်တော်တို့ဒီမှာ error လေးပြလဲဒီမှာ can join family group ဒီမှာဆိုရင်ဒီ not in the same country ဆိုပြီးတော့ဒီ country မတူတဲ့ပြဿနာဖြစ်ပြီးတော့ကျွန်တော်တို့ဒီ join လို့မရတဲ့အခါမှာကျွန်တော်ဒီ Google Storage ကဒီတိုးလို့မရတဲ့ပြဿနာလေးဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အခါမျိုးမှာကျွန်တော်တို့ဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော် close ကိုနှိပ်လိုက်မယ်ပြီးဆိုတော့ကျွန်တော်တို့ကဒီကိုယ့်ရဲ့ဒီ Google Mail ပေါ့နော်အဲ့ပေါ်မှာဒီ profile လေးပေါ်မှာကျွန်တော်တစ်ချက်နှိပ်လိုက်ပါမယ်ပြီးဆိုတော့ဒီမှာဒီ manage your Google account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးဆိုရင်ကျွန်တော်တို့ကဒီဘယ်ဘက်မှာဒီ payment and subscription ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့ဒီ payment method ရဲ့အောက်မှာရှိတဲ့ဒီ manage payment method ဆိုတဲ့ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါမယ်ပြီးတော့ဒီအပေါ်ကတွေ့ရတဲ့ဒီဘက်အစွန်ဆုံးမှာတွေ့ရဒီ setting ဆိုတဲ့ထဲကိုနှိပ်ပြီးတော့ဝင်လိုက်ပါပြီးဒီကျွန်တော်တို့အောက်ကိုနည်းနည်းဆွဲမယ်ဒီအောက်ဆုံးမှာဆိုရင်ဒီမှာ payment profile status ဆိုပြီးရှိတယ်ဒီအောက်မှာဒီ close payment profile ဆိုတာလေးရှိပါတယ်ကျွန်တော်တို့ဒီကိုယ့်ရဲ့ payment profile ကိုတွားပြီးတော့ပိတ်ပေးရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာ close payment profile ဆိုတာလေးကိုနှိပ်လိုက်ပါဒါပြီးတော့ကျွန်တော်ရဲ့ကိုယ့်ရဲ့ဒီ mail password ကိုကျွန်တော်တို့ရိုက်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဒီလိုလေးပေါ်လာဆိုတော့ကျွန်တော်အောက်ကိုနည်းနည်းဆွဲမယ်ဆွဲပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ payment profile ကိုဘာကြောင့်ပိတ်ချင်တာလဲဆိုတော့ဒီကျွန်တော်တို့ဒီreason လေးတစ်ခုကိုကျွန်တော်ရွေးပေးရမယ်တခုရွေးပြီးသွားပြီဆိုတော့အောက်မှာဒီ continue ဆိုတာဆက်ပြီးတော့နှိပ်ပေးလိုက်ပါပြီးဆိုတော့ဒီ close payment profile ဆိုတာဆက်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးပြီဆိုရင်ကျွန်တော်ကဒီ mail ထဲကိုပြန်ပြီးဝင်ကြည့်တဲ့အခါမှာဒီအပေါ်ဆုံးမှာတွေ့ရတယ်ဒီမှာ you have closed your Google payment profile ဆိုပြီးကျွန်တော်ဒီကိုယ့်ရဲ့ payment profile ကိုပိတ်လိုက်ပြီဆိုတော့mail လေးကြာလာမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကခုနကတော့ဒီ join လို့မရတဲ့ဟာကိုကျွန်တော်ပြန်ပြီးတော့ join ကြည့်ပါမယ်ဒီမှာ accept invitation ကိုနှိပ်မယ် get started ကိုနှိပ်မယ်ပြီးဒီမှာ join family ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ဒီမှာကျွန်တော်ဒီ welcome to the family ဆိုပြီးတော့ကျွန်တော်တို့ join လို့ရသွားပြီဖြစ်ပါတယ်ပြီးကျွန်တော်ဒါကိုပိတ်လိုက်ပါမယ်ပြီးတော့ဒီကိုယ့်ရဲ့ mail စီကိုပြန်သွားပြီးတော့ကျွန်တော်ဒီ mail ကို refresh လုပ်လိုက်ပါမယ်ဒီအောက်ဆုံးကိုဆွဲကြည့်လိုက်ခါမှာကျွန်တော်ဒီကိုယ့်ရဲ့ storage ကခုနကတော့ဒီ 15GB ကနေပြီးတော့ဒီမှာ100GB ကိုကျွန်တော်တို့ပြောင်းသွားပြီပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကကိုယ့်ရဲ့ဒီ Google Storage ကိုကျွန်တော်တို့တိုးတဲ့အခါမှာ country မတူတဲ့အခါမှာကျွန်တော်တို့ဒီ join မရတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတာပြောပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်